အပိုင်းတစ်ရဲ့အစပြုမှုကတကယ့်ကိုရင်ဖိုစရာကောင်းပြီးပဟေလိဆန်ပါတယ်။ညောင်ပင်သားရွာရဲ့လူဝက်ချက်တွေနဲ့အောင်ကျော်ရှာတွေ့သွားတဲ့ပြပိုက်ဟောင်းကဇလန်းကိုပို့ပြီးအသက်ဝင်စေပါတယ်။အခုအပိုင်းနှစ်အတွက်အောင်ကျော်ရဲ့စွန့်စားကားနဲ့ရွာရဲ့အမောင်ဖုံးနေတဲ့တမိုင်းကြောင်းကိုအကွက်အနေနဲ့တင်ဆက်လိုက်ပါတယ်။အပိုင်းနှစ်အိမ်ရှိတကားကိုဟုံးကနေပြင်းထန်စွာခောက်တန်ကြောင်းအောင်ကျော်တုံရင်သွားလီပြပိုက်စာအုပ်ကိုကြစ်ကြစ်ပါအောင်စုပ်ကိုက်ထားမိတယ်။တကားကြားကချောင်းကြည့်လိုက်တော့ဘသူကမှမတွေ့ရပဲလေကားချီရင်မှာပုတ်စော်နန်ရဲ့ရွှွညွန့်ချေရာတွေကိုပဲတွေ့လိုက်ရတယ်။အတန်ကြားလို့နိုးလာတဲ့အဖွားဖြစ်သူကအောင်ကျော်လက်ထဲကပြပိုက်ကိုမြင်တာနဲ့မျက်နှာဖြူဆုပ်သွားပြီးဒါကိုဘဲကရတာလဲအခုချက်ချင်းပြန်ထားလိုက်စမ်းဒါကတိုးမိသားစုကိုဒုက္ခပေးမဲ့အရာပဲလို့တုံကြီးစွာအော်ဟစ်တားမိပါတယ်။အဖွားအိပ်ပျော်သွားချိန်မှာအောင်ကျော်ကခူးဖတ်ကြည့်ဟာညောင်ပင်သားလွာဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအောက်လန်းအတတ်နဲ့ရွာကိုကာကွယ်ခဲ့ဘူးကြောင်းဒါပေမဲ့အပလန်လန်အနေနဲ့လူသားပူဇော်တကစတ်တာခဲ့ရကြောင်းသိလိုက်ရတယ်။အောင်ကျော်ဟာပျောက်ဆုံးသွားတဲ့ကျော်စွာရုပ်အိမ်ကိုနောက်နေ့မနက်မှာတွားဆုံစမ်းပါတယ်။ကျော်စွာအမိကကျော်စွာမပြောက်ခင်လေတော်ထဲကအမျိုးသမီးကငါ့ကိုခေါ်နေတယ်လို့ခဏခဏရောင်ရမ်းဖြောတဲ့ကြောင်းငိုယိုပြီးဖြိုးပြပါတယ်။ရွာထိပ်ကဥပုညစီအောင်ကျော်သွားတဲ့အခါအဖိုးအိုကမင်းစီမှာအနက်ရနေပြီအသေးကောင်အနက်ရနေပြီမင်းအဖိုးဆက်ခဲ့ရတဲ့ကြွေးကိုမင်းကဆက်ရတော့မယ်လို့ကြောက်မက်ဖွယ်စိုက်ကြည့်ပြီးပြောလိုက်ပါတယ်။အောင်ကျော်ဟာကြောက်စိတ်ကိုထိန်းပြီးရွာအနောက်ဘက်ကစီဒီပက်စီကိုမိခင်းကြောင်တောင်တောကြည့်ပါတယ်။ထူးဆန်းတာကစီဒီပက်ပတ်လည်မှာငှက်တန်းပိုးကောင်တန်းလုံးဝမရှိပဲတင်ချမ်းကုန်းလိုတိပစိတ်မိတာပါ။စီဒီပဲရဲ့အောက်ခြေမှာခြုံနွေဒီဖုံးနေတဲ့အပေါက်တစ်ခုကိုတွေ့ပြီးစင်းကြည့်ရမှာရှေးဟောင်းပူဇော်ပွဲသုံးပစ္စည်းတွေနဲ့တွေးဆွနေတဲ့အဝတ်အစားတချို့ကိုတွေ့လိုက်ရတယ်။အဲ့ဒါတွေကပျောက်ဆုံးသွားတဲ့ကြော်စွာအဝတ်အစားတွေဖြစ်နေပါတယ်။စီဒီပက်ကအပြန်မှာရွာလူကြီးနဲ့လူမိုက်နှစ်ယောက်ကအောင်ကျော်ကိုလမ်းပိတ်တားပါတယ်။ဒီရွာရဲ့ကိစ္စတွေကိုဝင်မပနဲ့မင်းအဖိုးလိုအတတ်တိုးချင်းလိုလားလို့ရာဇသံပိတ်ပြီးအောင်ကျော်ကိုအိမ်ပြန်လွတ်လိုက်ပါတယ်။အဲ့ဒီညမှာလက်ွယ်ညဖြစ်လို့တရွာလုံးပိမ့်ပိတ်အောင်မောင်းနေပါတယ်။အောင်ကျော်အိမ်နေတော့သူ့အခန်းပရင်းပေါက်အပြင်ဘက်ကနေတစုံတစ်ကောက်ကအောင်ကျော်ငါ့ကိုကဲပါအောင်အေးလာကြည့်တယ်ဆိုတဲ့ကြော်စွာအတန်းနဲ့ခေါ်တန်ကိုကြားလိုက်ရတယ်။အပွားမထားတာကိုမေ့သွားပြီးအောင်ကျော်ဟာအတန်လာယာနော့ကိုအိမ်မက်လမ်းလျှောက်သလိုပါသွားပါတယ်။သူသတိပြန်ဝင်လာတဲ့အချိန်မှာသူဟာရွာအပြင်ကလဲတော်အဆက်ကိုရောက်နေပါပြီ။အဝေးမှာအဖြူရောင်ဝစ်စုံတဲ့အမျိုးသမီးတစ်ယောက်ကြောပေးပြီးထိုင်နေလာကိုတွေ့ရပါတယ်။သူမဟာစပင်ရှည်ကြီးတွေကိုဖြန့်ချထားပြီးတရှုံရှုံနဲ့ငိုနေပါတယ်။အောင်ကျော်အနားရောက်သွားတဲ့အခါအမျိုးသမီးကလှည့်ကြည့်ပါတယ်။သူမရဲ့မျက်နှာကတချမ်းကအယမ်းလာပြီပဲလန်တဲ့ချမ်းကတော့အရေးခွင်းတွေလန့်ထွက်ပြီးပိုးလောက်လန်တွေနဲ့ပြည့်နေတဲ့အသေးကောင်ကြီးပဲဖြစ်နေပါတယ်။ထိုဝိညာဉ်ဟာအောင်ကျော်ကိုစကားပြောပါတယ်။သူမဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီရွာကိုစောင့်ရှောက်ဖို့ရက်စပူဇော်ခံခဲ့ရတဲ့မင်းကလေးဖြစ်ကြောင်းအခုတော့အောက်လန်းစီယာရွာလူကြီးရဲ့အဖိုးကသူမကိုစီရီပလက်ထဲမှာချီနှောင်ထားကြောင်းပြောပြပါတယ်။ရုတ်တရက်အနောက်ကနေရွာလူကြီးနဲ့အပေါင်းအပေါင်းတွေလက်ထဲမှာဓားတွေနဲ့အင်းကွက်တွေနဲ့ရောက်လာပါတယ်။ဒီညပူဇော်ပွဲအတွက်မင်းကအကောင်းဆုံးပဲလို့ပြောပြီးအောင်ကျော်ကိုဝိုင်းထားလိုက်ပါတယ်။ဝိညာဉ်အမျိုးသမီးကအောင်ကျော်ကိုကြည့်ပြီးတွေးပြက်မှတ်တရေမောလိုက်ပါတယ်။မင်းအဖိုးကငါ့ကိုတတ်ဖယ်တာအခုမင်းကငါ့အတွက်အစားထိုးဖြီရမယ်လို့ပြောရင်းအောင်ကျော်ရဲ့လက်ဘင်းကိုအေးဆက်တဲ့လက်အစုံနဲ့လမ်းညှိလိုက်တော့ပါတယ်။အပိုင်း၃မှာဘာဆက်ဖြစ်မလဲ။အောင်ကျော်ကအောက်လန်းဆရာတွေလက်ကလွတ်မလား။ဆိုတာကိုတော့အပိုင်း၃ကိုစောင့်ပေးပါနော်။ Subscribe လေးမလုပ်ရလျင်လုပ်ခဲ့ပေးအောင်နော်။